condo ကွန်ဒိုတွေမှာပါလေကွန်ဒို level တက်တဲ့ဟာပေါ့နော်ဟောအရင်ဆုံးဟို SD ဆိုပြီးတော့ဒီကွန်ဒို level အတွက် style တက် style တစ်ခုလုပ်ပေးရတော့အဲ့မှာနောက်ပိုင်းပြန်ပြီးတော့ပြီးဖြတ်တဲ့ခါကျလွယ်တာပေါ့စာပိုင်းတော့ point လို့ပါတော့အတွက်ထည့်ဖို့အတွက် point style တွေပဲလုပ်ခဲ့တယ်ဒီမှာလည်းကို SH ဖောင်းတော့ပေါ်တော့ဒီဦးနှိပ်ပြီးတော့ဒီ point တွေကိုလည်းကွန်ဒိုပေါ့အဲ့ဒီမှာကိုသုံးနေတဲ့ .sh နဲ့ဆုံးတဲ့ form ခုလိုက်လို့height ကတော့ဒီမှာတခါတည်းသတ်မှတ်လဲရတယ်နောက်မှပြန်ပြီးတော့ဟို test time မှာဟို condo time manager မှာပြန်ပြီးတော့သတ်မှတ်လဲရတယ်အဲ့ဒီမှာ0ပဲထားတယ်လို့ဒါဆိုရင် condo name တစ်ခုနဲ့ test time ထုတ်ပြီးတော့ရှင်းဒီဟို condo time manager ကို train menu အောက်မှာရှိ condo time manager ဒါဆိုလို့ချင်း condo time manager ပေါ်လာဒီမှာ condo and grip ဆိုလို့ချင်းဒီ condo display အောက်မှာ condo and grip ဆိုလို့ချင်းဒီဟိုပေါ့condo line လေးတွေကိုကင်ပြီးတော့ grip ကနေရွှေ့လို့ရတယ် condo only ဆိုလို့ချင်းကြတော့ condo ပဲပေါ်တာ grip ဟို AutoCAD မှာ grip လေးတွေပေါ်တယ်ဟိုအဲ့ဟာလေးအပြာလေးတွေမပေါ်ဘူးline weight ကတော့ line weight ဆိုဒီဟိုno smoothing လောက်ထားလို့ချင်းကြတော့ဒီ condo line တွေကိုတောင်ချိုးကြီးနဲ့ချိုးပြရ advantage ကြတော့ဒီကွေးရင်နဲ့ကို level လိုက်ကွေးလို့ရတယ်0ဆိုလို့ချင်းတောင်ချိုးနဲ့ပဲကွေးတင်နေဝါချင်း9 6ခွန်လောက်ထားရမယ်30ဆိုရင်အရင်ကြီး SP line လို့ဆိုပြီးအရင်ကြီးကွေးသွားပြီးသိမလားတော့ SP line ကပ်ကြတော့သူ့ poly line နဲ့ကွေးတော့တအားကြီးကွေးသိမကောင်း line တစ်ခုနဲ့သူ condo line တစ်ခုနဲ့သတ်ထပ်ရတယ်ပဲဖြစ်တာပေါ့နော်နောက်တော့ level display မှာလည်းလိုပဲ level and grip ရှိတယ် level only ရှိတယ် level off ရှိတယ် level off ဆိုလို့ချင်း level တွေဟိုမပြဘူးပေါ့နော် level only ဆိုရင် level ပဲပြ level and grip ဆိုရင် grip လေးလည်းပြတယ် level လည်းပြတယ် condo only ပါတယ်နံပါတ်9လောက်ထား level only ထားဒီ test time မှာဆောနာ condo နေနဲ့ style 2လောက်ပဲအဲ့ကောင်ပြန်ရွေးပြရဒီ color မှာကိုကြိုက်တဲ့ color ချိန်လို့ရတယ်ဒီ color မှာချိန်ချင်းမှုဆိုဒီအမဲရောက်မှာပေါ့နော်အဲ့ပဲအများဆုံးပုံထုတ်ရင်ဖြူအောင်နဲ့ထွက်တာဝက်ဖိုက်ထားဒီ precision က condo နောက်ကတတ်တမဟိုဘယ်နှလုံးထားမလဲအဲ့ရအောင်တော့တုံညပဲထားတယ် height ကကြတော့ဒီတက် size ပေါ့စလုံး size ဒီရွယ်စား height ပေါ့တော့1ပဲထားရတာ1ထားကြည့်လိုက်လို့မှအဆင်မပြေဘူးဆိုလို့ချင်းပြန်တင်နေတယ်ဆိုလို့ချင်းလည်း2လို့3လို့လည်းပေါ့ကြီးနေတယ်ဆိုလို့ချင်းလည်း1အောက်ကိုပြန်လျှော့လိုက်အောင်ဒါ style manager ပြန်ခေါ်ပြီးတော့ဒီမှာပြန်ပြင်လို့ရတယ်ဒါ orientation ကကြတော့ဒီစလုံးပေါ်တဲ့ပုံစံပေါ့လုံးပေါ်တဲ့ပုံစံမှာဒီ condo above condo ဆို condo ရဲ့အပေါ်မှာပေါ်လာဒီလို condo ဆို condo line ရဲ့အောက်လေးမှာcondo ကြတော့ condo line အပေါ်မှာအတိအကျပေါ်တာပေါ့နော်ဒီ border round လေးပဲဆိုတော့စလုံးရဲ့ပတ်လည်မှာဒီဘောင်လေးတွေခတ်ခြင်း rectangular ထားလို့ရတယ်ဟို corner လေးလုံးလုံးလေးထားခြင်း round corner ထားခြင်းဒီဘောင်မခတ်ခြင်းဘူးဟို white box နဲ့နည်းတူတော့ဘောင်လေးမခတ်ခြင်းနန်းထားခြင်းတယ်ဆိုလည်းနန်းပဲထားလို့break condo ပေါ်လေးပဲဆိုတော့ဒီချက်ပေါက် on ထားလို့ရှိရင်ဒီ condo စလုံးရေးတဲ့နေရာမှာline ကို break လေးလုပ်ပြရအောင်နော်အမြင်အားဖြင့် break လုပ်ပြရတကယ်တော့ break မဖြစ်ပါဘူးဒီ manage time မှာကြတော့ခုနကကိုလုပ်ခဲ့တဲ့ setting တွေပေါ့နော်ဒီစလုံး site တွေချိန်တာစလုံးအယောင်တွေချိန်တာဒီ line ရဲ့အနေထားချိန်တာရော save လုပ်ပြီးလို့ရတယ် save လုပ်ပြီးနောက်တစ်ချိန်ပြန်ပြီးတော့ပြန်ထည့်လို့ရအောင်အခုလုပ်ထားတဲ့ style ကဟို save လုပ်မယ် save နေတယ်လို့ဆိုရင်ဒီအရှိပိုင်းမှာ standard file တစ်ခုရှိရပါတော့အဲ့ဒီ override လုပ်လိုက်အောင် yes standard ကို select မှတ်ပြီး save နေလိုက်ရအောင် save complete ပြောပါ currently style has been modified save
ချိန် yes ဒီ okay နေတယ်